အားလုံးပဲမင်္ဂလာပါရှင်။ Novel Bite Channel လေးမှနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဖတ်ပြပေးရှင်တဲ့ဝတ္ထုတိုလေးကတော့မြစ်ကျိုးအင်းဝတ္ထုတိုများစုစည်းမှုဆိုတဲ့စာအုပ်လေးတွေကမျော်လင့်ခြင်းကိုမျှတဲ့ညနေဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။မျော်လင့်ခြင်းကိုမျှတဲ့ညနေအုံဆိုင်နေသောမိုးသားတိမ်လိပ်များကြောင့်မကြခင်မိုးရွာနိုင်သည်ဟုခန့်မှန်းလိုက်မိသည်။နေ့လည်ခင်းကလေးကတူးထားသောတီကောင်ဘူးကိုလွယ်အိတ်ထဲထည့်နေချိန်သားငယ်တွေ့မြင်သွားသည်။ဖေတားလဲလိုက်ခဲ့မယ်။မိုးရွာလိမ့်မယ်တားရဲ့အိမ်မှာပဲဆော်ရင်နေခဲ့နော်။သားလိုက်ရှင်နေဖေငိုမဲမဲမျက်နှာဖြင့်ပြောလိုက်တော့သားငယ်ဤဟန်ပန်ကြောင့်သူဆက်ပြီးမသားမြင့်ရှင်တော့ပေ။ကဲဒါဆိုလဲလိုက်တော်မူပါဗျာ။အလိုပြည့်သွားသဖြင့်ပြုံးရှင်သွားသောမျက်နှာသည်သူအမြဲမြင်ချင်သောမြင်ကွင်းသာဖြစ်သည်။သားသမီးများနှင့်ပတ်သက်လျှင်အလွယ်တကူအလိုလိုက်မိတတ်သည်မှာသူ၏အားနည်းချက်လည်းဖြစ်၏။ထို့ကြောင့်လည်းသားသမီးများသည်သူ့ကိုသာတိုးတိုးတစ်မျိုးကျဲကျဲတစ်မျိုးပူစားလေးရှိသည်။တစ်ခုခုပူစားတိုင်းလည်းမဖြည့်ဆည်းပေးနိုင်မရှင်သူ့စိတ်ထဲမှာမည်သို့ဖြည့်ဆည်းပေးရမလဲဆိုပြီးအချိန်တိုင်းအမြဲတွေးနေတတ်ခဲ့၏။လိုအပ်သောပစ္စည်းများကိုလွယ်ထဲထည့်နေချိန်သားငယ်ကသူကြံခဲ့မှစိုးရိမ်နေဟန်ဖြင့်အနားကမခွာတော့ပေ။သားငယ်အတွက်မိုးကအင်ကြီးတစ်ထည်ပါထည့်လိုက်၏။ကွန်ရွက်ထုံးနှင့်ဗမာဆေးထည့်ထားသောကွန်းထုတ်ထည့်ပြီးချိန်တွင်လိုအပ်သောပစ္စည်းများစုံသွားလေပြီ။အနက်ရောင်ထီးရရှိကိုလက်တစ်ဖက်ကကိုင်ကသားငယ်ကိုလက်တွဲရင်းအိမ်မှထွက်လာခဲ့သည်။ကတ္တရာလမ်းမကြီးတိုင်းလျှောက်လာရင်းရက်ကွက်အစွန်းတွင်လမ်းဘေးဘယ်ဘက်ကိုရှုကွေးကမြင်းဒီလမ်းလေးထဲရှောက်ဝင်လာခဲ့သည်။ထိုလမ်းသည်တန်လင် BOC ရေနယ်ချက်ဆက်ယုံ၏ရေကန်ကြီးများရှိရာသို့သွားသောလမ်းကလေးဖြစ်၏။ဤလမ်းသွယ်ထဲတွင်မောင်ထွန်း၏အိမ်ရှိသည်။မောင်ထွန်းတို့အိမ်ရှိအရောက်တွင်ရှံဝမှလှမ်းပြီးအတန်ပြုလိုက်သည်။မောင်ထွန်းရေမောင်ထွန်းခဏအကြာတွင်အိမ်အတွင်းပိုင်းမှမောင်ထွန်းထွက်လာသည်။ဆရာပါလားငါသားများမလို့လား။အေးကွပြင်းတာနဲ့ထွက်လာတာ။ထိုင်အောင်မလားဆရာ။မထိုင်တော့ပါဘူးငါများတယ်နေဝင်ယူတာ။ဟုတ်ကဲ့ဆရာကျွန်တော်သားယူပေးမယ်။မောင်ထွန်းအိမ်အတွင်းပိုင်းပြန်ဝင်သွားပြီးတလပါပိတ်စကိုအိတ်ရှုပ်ကထည့်ထားသောငါးများတယ်များယူလာပေးသည်။မောင်ထွန်း၏အိမ်သည်ကတ္တရာလမ်းမမှရှိုးဝင်ကားစားနေရာတွင်ရှိသည့်အပြင်ရေကန်နေစီသွားသည့်လမ်းပေါ်တွင်ရှိတာကြောင့်ငါးများတယ်များကိုမောင်ထွန်းအိမ်တွင်သာအပ်ထားလေးရှိ၏။ထို့ကြောင့်ယခုဝင်ယူခြင်းဖြစ်သည်။မောင်ထွန်းမှသားငယ်၏ပါးကိုလိမ်ဆွဲရင်းငါကောင်ကြီးရောငါးများလိုက်တာလားကွ။ဟုတ်ဘူးသားကဖေကိုငါးလိုက်တယ်ပေးတာ။သားငယ်၏အဖြေစကားကြောင့်ရည်ကြရသည်။ဆရာသားကတော့အားကိုးရပြီပဲဗျ။မောင်ထွန်းစကားကြောင့်သူပြုံးလိုက်မိသည်။ကဲသွားပြီဟေ့ညနေမှပဲအပြန်ဝင်ထားတော့မယ်။ဟုတ်ကဲ့ဆရာ။ငါးများတဲ့အိတ်ကိုပခုံးပေါ်ထမ်းရင်းထွက်လာခဲ့သည်။တကယ်တော့မောင်ထွန်းကိုပြောခဲ့သလိုအပြင်းပြေငါးများထွက်လာခြင်းမဟုတ်။ဒီရက်ပိုင်းတွင်ဝင်နိုင်မိအလုပ်တစ်ခုခုမလုပ်နိုင်သည့်အတွက်ဟေးစားရလိုရညာထွက်လာခြင်းဖြစ်သည်။ဝင်နိုင်သည့်အလုပ်တစ်ခုခုရှာမရချိန်တိုင်းအိမ်အတွက်တစ်ဖက်တစ်လမ်းကအဆင်ပြေစေရန်ငါးလာများလေးရှိ၏။သူကရရအလုပ်မျိုးစုံလောက်ကဘဝတစ်လျှောက်လုံးမိသားစုကိုရှာဖွေကျွေးမွေးခဲ့သူဖြစ်သည်။သားသမီးတွေငယ်စဉ်တုန်းကတော့သူအဆင်ပြေခဲ့ဘူး၏။တန်လင်းမြို့တွင်သူလက်ဖက်ရည်ဆိုင်အောင်မြင်ဆုံးအယောင်ရဆုံးဖြစ်ခဲ့သည်။ထိုချိန်ကတော့တပည့်တပန်းများလဲစီစီကားကားဖြစ်သည်။မောင်ထွန်းကသူ့ဆိုင်၏နံပြားဖုတ်သမားဖြစ်သည်။သို့တော့လောကရန်အတက်အကျတွေကြောင့်သူ့ဆိုင်ရိုင်တစ်ထက်ရိုင်လာသည်။ရောင်းအားကျလာချိန်မှာလူတအုပ်တမကြီး၏စားစိတ်ကတိတိတသာဖိစီးလာတော့လဲသူအပြုံးမပြတ်အောင်ဟန်ဆောင်ထိန်းထားခဲ့သည်။သို့တော့ဆိုင်ကရောင်းအားကျလာပြီးနောက်ဆုံးတွင်သူ့ဆိုင်ပိတ်လိုက်ရတော့သည်။သို့တော့သူမမှုခဲ့ကြုံရာအလုပ်ကိုရှာဖွေလောက်ကင်ကဇနီးနှင့်သားသမီးများကိုဝမ်းဝစေခဲ့သည်။ငယ်စဉ်တည်းကဖခင်မဲ့သူဖြစ်ခဲ့ရတာကြောင့်သူ့သားသမီးများအလှည့်တွင်ဘာမဆိုအလိုလိုက်ရှင်စိတ်အမြဲရှိနေခဲ့သည်။တခြားအလုပ်ရှာမရ၍ငါးများထွက်ခဲ့ရတော့လဲသူ့သားသမီးများအားငယ်မှဆိုးတာကြောင့်မောင်ထွန်းအိမ်တွင်သာငါးများတံတွေတင်ထားလေးရှိသည်။အိမ်ထိပြန်တည်သွားလေးမရှိ။အရွယ်ရောက်နေသောသူ့သားသမီးများရှက်ရွံ့အားငယ်မှာကိုမလိုလားပေ။တဲလန်းလေးအတိုင်းလျှောက်လာရင်မုံဆိုင်လေးကိုမြင်သဖြင့်သားငယ်ကသူ့ကိုမော်ကြည့်သည်။သားကဘာစားချင်လို့လဲ။သူ့အမေကြောင့်သားငယ်မျက်လုံးလေးအယောင်လက်သွားသည်။ဇီးတုပ်စားမယ်ဖေ။အင်းဒါဆိုသားစားချင်တဲ့ဇီးတုပ်ရွေးပြီတော့။တ
သားငယ်လက်ကိုဆွဲရင်းမုံဆိုင်ရှိတွင်ရက်လိုက်သည်သားငယ်ကတော့သူစားကျင်သောဇီးတုံများရွေးနေချိန်သူကဆေးပေါလိပ်သုံးလိပ်ကိုတည်တည်ချာချာရွေးလိုက်သည်ငါများရင်ဆေးလိပ်လေးဖွာရသည်မှာစိတ်ကူးအသစ်များထွက်လာနိုင်သလိုနောက်တစ်နေ့အတွက်ငွေရပေါက်ရလမ်းများတွေ့ရကောင်းတွေ့ရတတ်သည်သူ့လက်ကိုဆွဲကင်ရင်ဝယ်လာသောဇီးတုပ်လေးကိုကြည့်ကာသားငယ်မှရွှင်မြူးနေသည်ဖေဖေဖောက်ပေးရမလားဟိုရောက်မှစားမယ်အော်အေးမကြခင်ရေကန်ကြီးစီရောက်လာသဖြင့်ကန်ဆောင်တနေရာတွင်နေရာယူလိုက်သည်ဒီကန်မှာကနှစ်ရှို့ငါးများရှိသည်အင်္ဂလိပ်ခေတ်ကလေးကတူးထားသည့်ကန်များဖြစ်တာကြောင့်ရေမော်များဒိုက်များကြာပင်များဖြင့်ကန်ရည်ပြင်ကစိမ့်မှောင်နေ၏လွယ်ရည်ထဲထည့်လာသည့်ပလတ်စတစ်အခင်းလေးကိုထုတ်ခင်းကမြေပြင်တွင်ဒုတ်တူတစ်ချောင်းဆိုင်ကထီးကိုရှိထားလိုက်သည်သားငယ်ကတော့ထီးရိပ်ထဲထိုင်ကသူ့စည်းတုပ်ကိုစဖောက်နေပြီလွယ်ရည်ထဲမှတီကောင်ဘူးကိုထုတ်ပြီးငါးများစိတ်တွင်တီတစ်ပိုင်းတက်လိုက်သည်အချိန်မရတာကြောင့်ပိုးဟက်တော့သူမဖမ်းနိုင်ခဲ့ပိုးဟက်နှင့်များလေငဖယ်များရနိုင်သည်တီကောင်ကိုတော့ငါးတော်တော်များများကကြိုက်သည်အဓိကတီလာပီးယားငါးတွေနှစ်သက်ကြ၏ဒီကန်ထဲမှာတီလာပီးယားနှစ်ရှို့ငါးတွေရှိသည်တော်ရုံလူလာများလေးမရှိတာကြောင့်ငါးတွေကပွားများနေသည်သို့တော့ကန်ကကျယ်လွန်းတာကြောင့်အချိန်မြဲမြဲနှင့်တော့သူငါးရဖို့မသေးချာအိတ်ထဲမှနောက်ထပ်ငါးများတဲ့အသေးတစ်ချောင်းထပ်ထုတ်ကငါးစာတက်လိုက်သည်ဒီအသေးကတော့ငပြင်းတက်လက်များငပဲဖြူများလိုငါးအသေးလေးတွေအတွက်ဖြစ်သည်ထိုငါးလေးများကိုကြော်လိုက်ရင်လည်းဟင်းတစ်ခွက်ရနိုင်တာကြောင့်ငါးများတန်ကိုင်းအသေးလေးအပိုဆောင်ထားခြင်းဖြစ်သည်ငါးများတန်ထိပ်ဖြားဖြင့်ရေထဲမှဒိုင်းနှင့်ကြာဖက်အနှဲငယ်ကိုဖယ်လိုက်၏ကွက်လက်ဖြစ်သွားသောထိုနေရာကိုငါးများကျိုးချလိုက်သည်ငါးများတဲ့အရေးပိုင်းကိုတော့သူ့နဘေးနားမှမြေပြင်တွင်စိုက်ကရေပေါ်ပေါ်နေသောဖော့တံလေးကိုကြည့်နေလိုက်သည်မကြာခဏလိုက်လာဘူးသည့်သားငယ်ကလည်းဖော့တံများကိုဝိုင်းကြည့်ပေးနေသည်ငါးများတံများနေရာတကျရှိပြီးသွားသဖြင့်အိတ်ထဲမှကုန်းရထုတ်ကိုထုတ်ပြီးတရားစားလိုက်သည်ဖေဖေဇီးထုတ်စားမလားကုန်းစားနေပြီကွာမစားတော့ဘူးကုန်းနေရာနဲ့စစ်လေးတလေးကုန်ပြီးချိန်အထိကိုင်းတံအသေးမှငါးအသေးလေးများသာရသေးသည်ခုထိငါးအကြီးတကောင်မှမမိသေးသားငယ်ကတော့သူ့ပေါင်ကိုကောင်းအောင်ငါအိပ်ပျော်နေပြီငါးများလိုက်လာတိုင်းလဲခဏလောက်သာသားငယ်ကနေနိုင်သည်ငိမ့်ငိမ့်တိတ်တိတ်ဖြစ်နေရတာကြောင့်ပြင်းပြီးအရိပ်ထဲတွင်အိပ်သွားတတ်သည်မှာညနေပြန်ခန်းနီးနှိုးမှထလာမြဲဖြစ်၏ကိုင်းတံအသေးမှငဖြင်းတက်လက်3-4ကောင်ခန့်ရပြီးချိန်တွင်မိုးဆက်များကျလာတာကြောင့်သားငယ်ကိုနှိုးပြီးမိုးကဝစ်ပေးလိုက်သည်မိုးဆိုတော့လဲငါးများနေချိန်မိုးရွာလာလင်သူကျေနပ်သည်မိုးတံမိုးရဲနဲ့များကြောင့်ငါးများကန်းဆက်ကိုရောက်လာတတ်၏ဒီချိန်ကငါးများ၍အကောင်းဆုံးအချိန်ဖြစ်သည်မိုးကတဖြည်းဖြည်းတဲလာသည့်အတွက်သားငယ်ကိုထီးအောက်တွင်လုံလုံခြုံခြုံထားလိုက်ရတာကြောင့်သူ့ကိုယ်တချမ်းရွှဲရွှဲဆိုလာတော့လဲသူ့မျက်လုံးကိုဖော့တံမှမဖယ်ရှားဖို့မဲစူးစိုက်ပြီးကြည့်နေရသည်ကိုင်းတံကိုရုတ်ခနဲအတုပ်တွင်ငါးတကောင်ပါလာတိုင်းသူ့သား၏ပျော်ရွှင်စွာဟေးခနဲအော်တန်သည်သူ့ပေါ်ထားသည့်ယုံကြည်ကိုးစားမှုဖြစ်သည်သားငယ်ပါလာသည့်နေ့တိုင်းအရင်နေ့များထက်ငါးပိုရချင်သည်သားသမီးများအတွက်ဘာမျှမလုပ်ပေးနိုင်လင်အောင်ယုံကြည်အားကိုးမှုတော့သူပေးနိုင်ရှင်သည်ထိုခံစားချက်ကြောင့်ပင်ငါးများတံကိုစူးစူးဆိုင်ဆိုင်ကြည်နေရ၏မိုးရေစက်များကြောင့်ငါးများကိုင်းတံများကိုလက်ထဲသို့ပြောင်းကင်ထားလိုက်သည်သို့မှသာငါးကျွတ်လင်သူချက်ချင်းသိနိုင်မည်တဲတဲထန်ထန်မိုးရွာသွန်းနေတာကြောင့်ငါးများမြူးတူးကကန်ထဲတွင်ဟိုမာဒီမာထခုန်နေကြ၏သို့တော့သူ့ကိုင်းတံကိုတော့လာမဆွဲချသည်ကန်းဆက်ကိုကတ်လာသောငါးသေးသေးလေးများသာတကောင်ပြီးတကောင်ရနေခဲ့သည်သားငယ်ကတော့အကြီးအသေးမခွဲဘဲငါးတကောင်ရတိုင်းပျော်ရွှင်နေသဖြင့်အသေးတွေသာရနေတော့လဲသူကျေနပ်ရသည်မိုးရွာနေသဖြင့်ညနေခင်းသည်စောစီးစွာမှောင်စားပြုနေပြီထိုအချိန်တွင်ကင်ထားသောကိုင်းတံအကြီးမှစက္ကနဲလှုပ်ရှားမှုကိုခံစားရသဖြင့်သူအသက်ကိုမြှေးယူကအာယုံဆိုင်နေလိုက်၏ငါတော့သေးချသည်သို့တော့သွေးတိုးဆန်းနေသေးဟန်တူသည်ထိကနန်းစိတ်ကနန်းသာရှိသေး၏ငါးများချိတ်ကိုလာမဟတ်သေးသူစိတ်ရှည်ရှည်ဖြင့်စောင့်နေလိုက်၏ဒီလိုအချိန်မှာစိတ်ရှည်မှဖြစ်မှာကိုသူသိသည်သူ့ဘက်ကမလုပ်ဘဲငြိမ်နေလိုက်တာကြောင့်ရေထဲကငါးစာကိုတဘာဝအစာမှတ်ကဆွဲဟန်လိုက်သည်တင်းကနေဖြစ်သွားသောငါးများကျိုးကြောင့်ဒီငါးအကောင်ကြီးနိုင်သည်ကိုတွက်မိ၏ငါးများချိတ်ချိတ်မိသွားသဖြင့်ငါကအတင်းရုန်းကန်နေသည်ငါမောသားအောင်သူအလိုက်သိလျှော့ပေးလိုက်သည်သူဆွဲကိုဆွဲဆိုလျှင်ကျိုးပြတ်သွားနိုင်သည်သူ့ကိုင်းတံကတာမန်ဝါးချောင်းသာဖြစ်တာကြောင့်ကျိုးကိုအလျှော့အတင်းလုပ်เสียဘိန်းလုံးမပါပေထို့ကြောင့်သူထိုင်ရာမှခက်မြန်မြန်ထားကကိုင်းတံကိုကင်ထားရင်းရှေ့သို့လိုက်တိုးပေးရသည်
ငါးကလည်းနောက်သို့လှည့်ကာအားကုန်သုံး၍ရုန်းကန်နေ၏ဒီငါးမိဖို့အရေးကြီးသည်အကောင်ကြီးနိုင်တာကြောင့်အိမ်ပြန်မျက်နှာပန်းလှသလိုဟင်းစားလည်းနှစ်နက်စာလောက်ဖူလုံသွားနိုင်သည်ဖေငါးကြီးမိပြီကွာဟေးဖေငါးကြီးမိပြီကန်းဆက်အထိသူဆင်းသွားတာကြောင့်သားငယ်ကသဘောပေါက်ပြီးပျော်ရွှင်နေသည်သားငယ်၏ဝမ်းသာကြကြတန်ကြသဖြင့်ဒီငါးကိုမရအောင်ဖမ်းရတော့မည်ဆိုတာသူသဘောပေါက်သည်ငါးကလည်းတေဘေးကြောင့်အတင်းရုန်းကန်နေ၏ကျိုးပြတ်သွားမှဆို၍ငါးခေါ်ရာနောက်ကိုသူလိုက်နေရသည်မှာရေထဲသို့ဒူးတဝက်ပင်မြုပ်နေလေပြီသူ့အာယုံတစ်ခုလုံးဒီငါးရဖို့ပဲအာယုံစိုက်ထားသည်ဒါဟာငါးတကောင်ထက်ပိုသည်သူ့သား၏ယုံကြည်မျှော်လင့်ချက်ကိုအပျက်စီးမခံနိုင်ကိုယ့်ဘက်ကိုနည်းနည်းပြန်ဆွဲလိုက်ငါးရုံနာကိုချော့ပေးလိုက်ဖြင့်ငါးမောအောင်သူကြိုးစားနေသည်အကောင်ကြီးသည့်ငါးဖြစ်တာကြောင့်ခုထိမမောသေးတာဖြစ်မည်သူစိတ်ရှည်ရှည်ထား၍ရေကန်ထဲသို့တရွေ့ရွေ့တိုးရင်းငါးဆွဲရာနောက်ကိုလိုက်နေရသည်မကြာခင်မှာဒီငါးရုံးရတာမောသွားတော့မည်ထိုအချိန်ရောက်မှတဖြည်းဖြည်းဆွဲတင်လိုက်ရင်ထိုငါးကြီးကုန်းပေါ်ရောက်လာမည်ရေအနက်ကသူ့ပေါင်ရင်လောက်ထိရောက်နေတော့လဲငါးကရုန်းကန်နေတုံးပဲဖြစ်သည်ကြာလင်သူပါရေထဲမြုပ်သွားနိုင်တာကြောင့်စွန့်စားသည့်အနေဖြင့်ကိုင်းတံကိုမလျှော့မတင်းဆုပ်ကိုင်းကသူ့ဘက်ကိုကြိုးနည်းနည်းပြန်ဆွဲလိုက်သည်ငါမောသွားပြီချင်းသူပြန်ဆွဲခေါ်ရာလိုက်လာသည်သူ့စိတ်အာရုံတစ်ခုလုံးကိုင်းတံပေါ်မှတည်မိနေသည်တတိထားပြီးဖြည်းညင်းစွာမတိမတာဆွဲနေလိုက်၏ထိုချိန်မှာပဲငါးကဖြုံးကနေအတင်းယုံငါလှည့်ပြေးသည်သူ့ဘက်ကိုအဆွဲနှင့်ငါး၏ရုန်းကန်မှုကြောင့်သူ့လက်ထဲမှကိုင်းတံတင်းကနေဖြစ်သွားသဖြင့်ကိုင်းတံကိုလွတ်ပေးလိုက်မိ၏ထို့နောက်ချက်ချင်းပင်လွတ်ထွက်သွားသောကိုင်းတံကိုလှမ်းဆွဲဖို့ရှေ့ကိုအလောတကြီးတိုးလိုက်စဉ်သူ့ရှေ့ဘဝတွင်ပူကနေဖြစ်သွားသည်အကောင်တကောင်ကိုက်တာလားတခုခုစူးမိတာလားမသိတော့လဲသူ့ရှေ့ဘဝတွင်နာကျင်သွားသည်သူ့ရှေ့တော့ဘာဖြစ်သွားသလဲဆိုသည်ကိုလောလောဆယ်သတိမထားနိုင်လွတ်ထွက်သွားသောကိုင်းတံကိုသာရအောင်လှမ်းဆွဲလိုက်သည်ဆွဲယူလိုက်သောကိုင်းတံကသူ့လက်ထဲကိုပေါ့ပါးစွာပါလာသည်သူ့ရင်ထဲဟာကနေဖြစ်သွားသည်ကိုင်းတံကိုတဖြည်းဖြည်းဆွဲမလိုက်သည်ငါးများကျိုးပြက်စာလေးကလေထဲတင်တန်းလန်းလွှဲနေသည်ငါးတကောင်နှင့်အားပြိုင်မှုတွင်သူရှုံးသွားခဲ့ရပြီရင်ထဲတွင်လစ်ဟာသွားတော့လဲသူ့မျက်နှာကိုခက်ပြုံးပြုံးလုပ်ကသားငယ်ပဲလှည့်လိုက်သည်ကျိုးပြတ်သွားတယ်သားရဲ့နောက်တကောင်ထပ်ဖမ်းမယ်ကွာဒီတခါပိုကြီးတာဖမ်းပေးမယ်သားငယ်ကိုအာယုံပြောင်းစေရန်ပြောပြီးသူကမ်းပေါ်တက်လာသည်သားငယ်ကတော့ငါးများကျိုးပြက်စာလေးကိုသာငေးကြည့်နေ၏မြေကြီးပေါ်ရှေးချမှပင်သူ့ရှေတော့မခံနိုင်အောင်နာကျင်သွားသဖြင့်ငုံကြည့်လိုက်သည့်အခါညာဘက်ရှေဘဝမှသွေးများထွက်နေသည်ကိုတွေ့လိုက်ရ၏မြေပြင်ပေါ်ထိုင်ပြီးရှေဘဝကိုလှန်ကြည့်မှရှေဘဝတွင်ပြက်ရှရာကြီးကိုတွေ့ရသည်ရွာနေသောမိုးနှင့်အပြိုင်သွေးများကတလဟောထွက်လာ၏ဖေသွေးတွေဖေဘာဖြစ်တာလဲသားငယ်ကပြောရင်းသူ့နားကိုရောက်လာသည်ရှေဘဝမှမခံမရက်နိုင်အောင်နာကျင်လာသဖြင့်ဒဏ်ရာဘေးနားကိုလက်ဖြင့်ခတ်တင်းတင်းဖိထားလိုက်၏သွေးများကမနားတမ်းထွက်နေသည်ရေကန်ထဲမှတံပြားပြက်စတစ်ခုခုကိုနင်းမိခဲ့တာဖြစ်မည်BOC ရေနံချက်စက်ရုံမှတူးထားသောနှစ်ရှို့ရေကန်ဖြစ်တာကြောင့်ရေထဲတွင်တံပိုက်လုံးအပြက်များရေတိုင်ကီအဆွေးများရှိနေသည်ကိုသူသိထားလျက်နှင့်ငါးစောကြောင့်သူသတိတရှက်လွတ်သွားချိန်မှာရှသွားခြင်းဖြစ်သည်သွေးတွေအများကြီးပဲမရက်မနာထွက်လာသောသွေးများကိုမြင်သဖြင့်သားငယ်ငိုလေတော့သည်သားမငိုနဲ့တေးသေးလေးရှာတာကွာဘာမှမဖြစ်ဘူးခဏနေကောင်းသွားမှာသားငယ်ကရှေ့နောက်ကိုကိုင်းကြည့်ပြီးဇက်တိုက်ထွက်နေသောသွေးများကိုမြင်၍အငိုမတိတ်တော့ပစိုးအောင်နာပတ်လည်ကိုဆွဲဖြဲကပတ်တီးအဖြစ်ဒဏ်ရာကိုခတ်တင်းတင်းစီးနှောင်လိုက်သည်သွေးထွက်လျော့သွားတော့လဲနာကျင်မှုကပို၍တိုးလာသည်ဒဏ်ရာကကြီးသည့်အပြင်ရှရာကလည်းနက်မြည်ထင်သည်သွေးထွက်များနေသဖြင့်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည်ရှေ့ပြားထောက်ကရှောက်ရင်းကိုင်းတံတွေကိုသိမ်းလိုက်သည်ငါအသေးလေးများထည့်ထားသောအိတ်ကိုဟကြည့်လိုက်၏တိတ်တော့မနှဲလှကြော်လိုက်လင်တော့မိသားစုစားလောက်နိုင်မည်ဒီညအတွက်ဟင်းတနက်စာရသဖြင့်သူအနှဲငယ်စိတ်အေးသွားရသည်အယမ်းနာနေလားဖေမနာပါဘူးသားရဲ့သူ့ရှေ့တော့ကိုငုံငုံကြည့်ရင်သားငယ်မျက်နှာနွမ်းနွမ်းလေးဖြစ်နေ၏သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသောလက်ကလေးမှာအေးဆက်နေသည်သူနာကျင်နေမည်ထင်ပြီးသူ့မျက်နှာကိုခဏခဏမော့ကြည့်နေသောသားမျက်ဝန်းသည်မျက်ရည်စက်များကြောင့်ရှွန်းလည်နေ၏သားငယ်စိတ်မကောင်းဖြစ်မှာဆို၍ရှေဘဝမှတဆစ်ဆစ်ကိုက်လာသောဒဏ်ရာကိုအားသိန်းကရှေ့ပြားထောက်ပြီးရှောက်ပြန်လာခဲ့သည်တကယ်တော့သူနာကျင်နေပါသည်
ပြက်စဒဏ်ရာမှနာကျင်ခြင်းထက်ပိုသောနာကျင်မှုသည်ရင်ထဲမှဖြစ်ပေါ်နေ၏ထိုနာကျင်ခြင်းမှာသားသမီး၏အားငယ်နေရခြင်းကိုကောင်းစွာမနှင့်သိမ့်နိုင်သည့်ဖခင်တစ်ယောက်၏နာကျင်မှုမျိုးဖြစ်သည်ထိုနာကျင်ခြင်းသည်ခြေထောက်ကဒဏ်ရာထက်ပို၍အနာကျင်ရဆုံးဖြစ်ပါသည်မှောင်ရီပြိုးနေသောမြေလမ်းလေးထက်တွင်ကလေးငယ်တစ်ယောက်ကိုလက်ဆွဲပြီးငါးများတံပခုံးပေါ်ထမ်းထားသောလူတစ်ယောက်တရွေ့ရွေ့ဖြင့်ခြောက်နေသည်လှုပ်ရမ်းနေသောအိတ်ထဲတွင်တော့မျှော်လင့်ခြင်းများဖြင့်လဲယူထားရသောငါးကလေးများရှိနေ၏ထို့ပြင်ရှေ့ဘဝမှတဆက်ဆက်ကြကြံရစ်သောသွေးဆက်အရှို့သည်လည်းမြေလမ်းလေးထက်တွင်တစ်ဆက်ရှင်းကြကာကျန်နေခဲ့၏ကလေးငယ်ကတော့သူ့အဖေရှေ့ထောက်မှဒဏ်ရာနှင့်မျက်နှာမှနာကျင်ဟန်ကိုညှိုးငယ်နေသောမျက်ဝန်းများဖြင့်တလဲ့စီမော့ကြည့်နေလေသည်ဟုတ်ကဲ့ပါရှင်ဝတ္ထုလေးကတော့ဒီမှာတင်ပဲပြီးဆုံးသွားပါပြီရှင်နားဆင်ခန်းစားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်